ဘာမှ report ကနေကြိုးစားပါတယ်ဗျာမင်္ဂလာပါပရိသတ်ရေကျွန်တော်တို့ခုတင်ဆက်ပေးမှာကတော့တကြီးပရွှေကံကောင်းပြီဆိုတဲ့အကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်ဗျာဘာလို့တကြီးပရွှေကံကောင်းလဲဆိုတော့မလ20ရက်နေ့မှာကျင်းပတဲ့ပြည်တော်စုလွှတ်တော်မှာမဲခွဲဖို့ကြံရှိနေတဲ့ပုံမှန်လေးကိုမဲခွဲဆုံးဖြတ်ခဲ့ပါတယ်ပုံမှန်လေးမဲခွဲရမှာနောက်ကျောင်းပြန်တရားစွဲဆိုခြင်းမပြုရအချက်ကိုပယ်ဖျက်ခြင်းပါဝင်ပုံမှန်14ခုလုံးဟာထောက်ခံမဲ85%မကျော်တဲ့အတွက်ပြင်ဆင်နိုင်ခြင်းမရှိခဲ့ပါဘူးမဲခွဲတဲ့ပုံမှန်တွေကိုကြည့်ရရင်တော့ပုံမှန်405ကာကြီးပုံမှန်430ခွန်ကာကြီးပုံမှန်441ပုံမှန်442ပုံမှန်443ပုံမှန်444ပုံမှန်43လုံးခကွေးပုံမှန်445ပုံမှန်446ပုံမှန်449ခွန်ပုံမှန်448အသစ်ဖြည့်ဆွတ်ချက်ပုံမှန်449ကာကြီးနဲ့ပုံမှန်449ခကွေးတို့ဖြစ်ပြီး NLD ပါတီကပြင်ဆင်ချက်တင်သွင်းထားတဲ့ပုံမှန်များဖြစ်ပါတယ်အဓိကပုံမှန်ဖြစ်တဲ့ပုံမှန်445အကြောင်းပြောချင်ပါတယ်ဗျာပုံမှန်445ဆိုတာမူလပြဋ္ဌာန်းချက်အရပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်ဟာနိုင်ငံတော်ညီမှုပြပြမှုတည်ဆောက်ရေးအဖွဲ့နဲ့နိုင်ငံတော်အေဂျင့်တရားရေးနဲ့ဖွံ့ဖြိုးရေးကောင်စီတို့ရဲ့မူဝါဒလမ်းညွှန်မှုများဥပဒေများနည်းဥပဒေများစီမံများအမိန့်ပြန်တမ်းများကြီးညာချက်များကို၎င်းနိုင်ငံတော်ညီမှုပြပြမှုတည်ဆောက်ရေးအဖွဲ့နဲ့ဖွံ့ဖြိုးရေးကောင်စီတို့ရဲ့ဆောင်ရွက်ချက်များတာဝန်များနဲ့ရပိုင်ခွင့်များကို၎င်းစက္ကန့်သည်အဆိုပါအဖွဲ့သို့မဟုတ်အဖွဲ့ဝင်တဦးဦးသို့မဟုတ်အစိုးရအဖွဲ့ဝင်တဦးဦးရဲ့တာဝန်အရဆောင်ရွက်ချက်တွေပေါ်အကြောင်းပြပြီး၎င်းတို့ကိုတရားစွဲဆိုခြင်းအရေးယူခြင်းမရှိစေရဆိုတာဖြစ်ပါတယ်။အဲဒီပုံမှန်445ကိုပယ်ဖျက်ဖို့ NLD ပါတီကကြိုးပမ်းခဲ့ပေမဲ့လည်းမဲခွဲဆုံးဖြတ်ရမှာတော့ထောက်ခံမဲ408မဲကန့်ကွက်မဲ218မဲပယ်မဲ3မဲရှိတာကြောင့်ထောက်ခံသူ62.39%သာရှိပြီး85%မကျော်တဲ့အတွက်မူလအတိုင်းပြန်လည်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ရခိုင်နဝတနာအဖခေါင်းဆောင်တွေကိုအရေးယူပိုင်ခွင့်ဟာပြည့်ပြည့်သွားတာဖြစ်ပါတယ်။တကြီးပရွှေဟာ1992ကနေ2011ခုနှစ်အထိမြန်မာနိုင်ငံရဲ့နိုင်ငံအကြီးအကဲဖြစ်တာဝန်ယူခဲ့သူပါ။အဲဒီကာလအတွင်းမြန်မာနိုင်ငံဝန်ကြီးချုပ်ကာကွယ်ရေးဦးစီးချုပ်နဲ့အစရှိတဲ့အရေးပါတဲ့ယာတူတွေကိုလည်းရယူထားခဲ့ပါတယ်။2011ခုနှစ်မှာနိုင်ငံအကြီးအကဲဖြစ်မှတရားဝင်အနားယူခဲ့ပါတယ်။တကြီးပရွှေဟာ1992ဧပြီလ23ရက်နေ့မှာကျမ်းမာရေးကျောင်းဆိုပြီးဗိုလ်ချုပ်မှုကြီးစောမောင်ရုတ်တရက်အနားယူခဲ့ပြီးနောက်ပိုင်းသူ့ရဲ့နေရာမှာနိုင်ငံတော်ညီမှုပြပြမှုတည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌနိုင်ငံတော်အကြီးအကဲနိုင်ငံတော်ဝန်ကြီးချုပ်နဲ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်အစားထိုးနေရာယူခဲ့တာပဲဖြစ်ပါတယ်။